ကဲ Vibe Flip ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဗျာ အားလုံးပဲမင်္ဂလာပါရှင် ဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့ပထမဆုံး AI တချင်းဆိုပြိုင်ပွဲကြီးရဲ့ episode 1ကိုစတင်လိုက်ပြီပဲဖြစ်ပါတယ် ဟုတ်ပါတယ်ပထမဆုံးအနေနဲ့ရှင်ပြိုင်ကြမယ့်တခြင်းလေးကတော့အားလုံးရဲ့ရင်ကိုထိရှစေမဲ့အဝေးကအလွမ်းဆိုတဲ့တခြင်းလေးပဲဖြစ်ပါတယ်ရှင်တိတ်ချစ်မိတာအမှန်ပါပဲအနားကမခွာရက်နိုင်ခဲ့ပြီဆိုတဲ့စာသားလေးတွေလိုပဲပိုင်ဆိုင်ခွင့်မရှိပဲအဝေးကနေခိုးချရတဲ့ခံစားချက်တွေကိုအပြည့်အဝပေးစွမ်းနိုင်မဲ့တခြင်းလေးပါ အရေးကြီးဆုံးကတော့မြင်ကွင်းရယုံနဲ့ကြည်နပ်ပါသည်ဆိုတဲ့ဒီအသေးခွဲစာသားတွေကိုအဆိုတော်9ယောက်က Vibe 9မျိုးနဲ့ဘလို့အသက်သွင်းသွားမလဲဆိုတာပါပဲ ဒီနေ့မှာတော့ပြိုင်ပွဲဝင်အားလုံးရဲ့အတန်ကိုမြည်စမ်းကြည့်ရမှာပါနောက်ရက်ဒီမှာတော့တဦးချင်းစီရဲ့ပြိုင်ပွဲဝင်ဗီဒီယိုကိုကြည့်ရှုအကဲဖြတ်နိုင်ဖို့အခုပဲ subscribe follow လုပ်ထားဖို့မမိပါနဲ့နော် ကဲဒါဆိုရင် Vibe Flip ရဲ့ပထမဆုံး episode ကိုအခုပဲအတူတူနားဆင်လိုက်ကြရအောင် မြင်ခွင့်ရယုံနဲ့ချင်နှပ်ပါသည်မပိုင်ဆိုင်ရလဲချင်နေအောင်မည်ဒီတစ်သက်တော်လေးမျက်နှာနေမည်မင်းတို့ဆိုရင်ချင်နှပ်ပါတယ်မင်းတို့ဆိုရင်ချင်နှပ်ပါတယ်ငါယူတော့ခဲ့ပါသည်မြင်ခွင့်ရယုံနဲ့ချင်နှပ်ပါသည်မပိုင်ဆိုင်ရလဲချစ်နေအောင်မည်ဒီတစ်သက်တော်လေးမျက်နှာနေမည်ဆိုရင်ချင်နှပ်ပါတယ်